စူညံတဲ့အတန်ကြီးလည်းမဟုတ်ပဲအပင်ရဲ့လှူရှားမှုတွေအကောင်လေးတွေအတန်ကြီးနဲ့အလုံးလုံးဖို့ပြင်နေကြပြီဖြစ်တယ်နေကန်နေနဲ့တာယာနဲ့ဗီလာကလေးတို့မှာကိုဟန်လီနဲ့အဖွဲ့သားတွေကတော့မရှင်းထောင်ထားတွေတွားယူတက်ကြွနေကြတယ်ခင်ဗျာကျွန်တော်အခုငရှင်းပေါ့နော်ငရှင်းတော့ပေါ်မယ်မနေ့ကထောင်ရရနော်အားရကြားပါစက်သွားပေါ်မယ်လက်မှန်လေးနဲ့ဟောရဟဲ့ရဲထုတ်လိုက်မနေ့ကထောင်ထားရငရှင်းပေါ့နော်သူကကြည့်ပြမလားမနာကောင်ရမယ်ပေါ့စိတ်ဆိုင်လိုက်ခဲ့အောင်ပေါ့ကြည့်အောင်ရေမနေ့ကရေအများကြီးပဲနော်အခုရေကျပါတယ်ဟောပေါ်နေလားဆွဲထုတ်ပါနော်ပေါ်တော့အကောင်မှမရှိဘူးလည်းမရဘူးဒီကောင်ဒီနေ့ကမရှိလားဒီနေ့မတလို့ရှိတယ်那不，多记啊。Hello。哦。这刚刚对。那跟咱们做这个人，这刚，还现在刚对。哎，要不对。去。有点线瞎了来，瞎了来。蛋家里把老六的。蛋家里嘿，靠近没？哦，那高啊，这里的高嘞，那里的高。哎，好小意。要爱到。စိုင်းတီးနဲ့ကိုဟန်လီတွေရောက်ဒီကွာတလက်နဲ့မရှင်သိန်းကိုထွက်လာပြီမဲ့ထင်သားတော့မနေရတယ်ငရှင်းနေကြစိတ်လျှော့ပြီးပြန်လာရပါတယ်对对。let's have a look. 这个，哇，该，我的妈！蛋了呗，好了，还行。呀，来耶！对呀，现在那样的，都没有，看呢，阿妹 ，Let's go。现在咯，东港啵，这个属于T2，台波啵，那台波，压的是不是不要嘞？你台波你吧，T2台波你吧。ဒီမှာပေါ်တဲ့အတီးပေါ့နော်ဒီပေါ်တီးလဲဒီပေါ်တီးဆုပ်လေပြုတ်လေးတီးတော့ဟုတ်ရဟုတ်တယ်ဟာမစားကြည့်မယ်ရတာတော့မရှိဘူးကဲမရင်တော်ရင်နေပြီဆိုတော့တော်မယ်ပါဗျအဲ့နော်ပိတ်စားကြည့်မယ်ဒါကြိုက်တယ်ဖန်လေးဆိုရင်တော့ဆောက်လို့ကောင်းငါတဖန်လေးနော်
哎，ရှင်ဖိုင်ကောင်းရင်ခလေးတော့လိုက်ပါခါတလုံးလုံးထပ်ကိုဒီတဖန်းတည်းတမျိုးနော်ဟုတ်ဒါဒီတဖန်းတည်းတမျိုးနော်ကျော်စားဖို့ရတဖန်းကြီးကအလောင်းအထက်မှာအစစ်ကြီးပြုတ်ခဲနေတယ်ဟိုမနေ့ကပြတာလေအပင်အိုက်ပင်ကြီးကစားလို့မရဘူးပြောတာဟာကျွန်တော်စားတယ်ပါမယ်ရတယ်ပြစ်ပလားပြုတ်ကြိုးပြန်သွားလမ်းမှာခူးလာတဲ့အတီးကြီးနဲ့ငှက်ပြဖို့တက်ကြွနေတဲ့ကိုခန့်ကြီးရဲ့ကြိုးစားမှုတွေရောက်ရနေရမှာနေကွာနဲ့တချင်းချင်းဖြစ်နေတာပါပဲတကောင်မှတော့လက်ရှိပေးမယ်ပေါ့ဗျာလွယ်တယ်ဗျာဝေးသွားတာရှင်းသေးသေးလေးရခိလန်ကြောက်ကြာစီလန်ကြောက်နားရတယ်နေလက်ချလောက်ဒီလိုအင်္ဂါလေးမှာနော်ဒီလိုဟင်းတွေလုပ်ပေးနေစားခြင်းစပွဲပြည့်နဲ့နေကန်ကြီးစီစဉ်ပေးထားတဲ့မနက်စာကိုဟန်ရီရုပ်ဖွဲ့ထားတယ်အားရပါရစားပြီးတော့နောက်တစ်နေရာသွားဖို့ပြင်ကြပါတော့ဗျာကိုဟေနာဟေးရနည်းနည်းတစ်ချက်တစ်ချက်ကိုလန်ခီရတော့နောက်တစ်နေရာကိုတွားနေဆိုင်ကယ်ပြတ်သွားတာကြောင့်ပြင်ဖို့တစ်ထောက်နားပြန်ပါလေနားတဲ့အချိန်မှာတော့အကျိုးရှိအသုံးချဖို့ဆက်ဆုရှိတဲ့ကိုဟန်ရီကတော့အနီးနားတစ်ဝိုက်မှာလိုက်လံကြည့်ရှုနေပါတော့လေကြိုက်တာလားကြိုက်တယ်ဩဒီပြားတော့မတွေ့ဘူးဒါကြိုက်တဲ့ပြားဆိုတော့ကြောက်တယ်သွားမယ်သွားပြားရည်ထွက်လာအရေးဟာကလေးပဲအရေးမရှိဘူးလူကြိုက်တဲ့ပြားဒီကဲပြားဘလူကြတော့ကျွန်တော်တို့အရေးထွက်တဲ့ပြားမဟုတ်တော့ကြိုက်တယ်ပေါ့ဟိုပေပေါ့ဒီအပင်ကြီးပေါ်ကလေဒီပင်ကြီးပေါ်ဒီတက်ခွပင်နေလေစိုက်ထားလား
သွားသူတဘာဝပေါက်တာလားဒါစိုက်ထားတာမဟုတ်ပန်းပွင့်တယ်နော်ပန်းနေပွင့်တယ်နော်ဒါကကျွန်တော်တက်ခွလို့ခေါ်မှာနော်တက်ခွပန်းလို့ဟုတ်တယ် 哦，没办法，这块吧了。 ဒါလည်းကျွန်တော်တို့မြို့တွေမှာဆိုရင်ဒါအုံးပန်းနဲ့စိုက်တယ်နော်ဒီမှာတော့တဘာဝပေါ့နော်ဟုတ်တယ်မလားဒီပန်းနေပွင့်တယ်မလားဒါတက်ခွပန်းလို့လည်းခေါ်တယ်နော်ဒါတော့ဒီမှာတော့တဘာဝပေါက်နေတာပေါ့နော်သူအပင်တွေမှာတောတွေမှာအပင်တော်များများမှာတော့ရှိတယ်အဲ့လိုမျိုးဒါမစိုက်ထားဘူးပေါ့သူကသူပေါက်တာတဘာဝကြပေါက်နေကျွန်တော်မြို့တွေမှာတော့အဲ့လိုမျိုးပေါ့အပင်မာတွေကတ်ပြီးတော့မှတင်မြကစိုက်ရတာပေါ့နော်မြို့တွေမှာနောက်တစ်ခုကကျွန်တော်တို့ချင်းကော ready made ကောချင်းလေးတွေမှာအုံးစံနေထည့်ရတော့မှကျွန်တော်ကဒါပြိုရတာပေါ့နော်အဲ့ဆိုမှန်ရကိုပတ်တပင်နေမှာကိုပတ်ပင်နေမှာမစိုက်စံမလို့ချင်းဒါတော့မိုးရမ်းများနေသေးတော့အပွင့်ရမထွက်သေးဘူးပေါ့နော်ပန်းနေရလာတယ်သူပန်းနေရတော့တစ်ခွက်အဲ့ရောပါသူကဒီစင်းကြောင်းပေါ့နော်ဒါချစ်ထားပြီးဒါတော်တော်ကြာနေပြီဒါအပွေးပြန်တက်နေဆိုတော့သူကဒီတိုင်းတော်တော်ဟိုလိုသွားတော့နော်ဒါသူကခဲသွားတာသူကြာလာတဲ့စီးတယ်ကြာလာတော့ခဲသွားတာကြည့်ရဖြစ်လုတ်ခွေးနော်ဟုတ်တယ်ကရင်လုတ်ခွေးဟောဒီကောင်အရန်ထက်တာပဲလားအာလွှတ်သွားကြနေတော့မသိဘူးဘေးရလေသူ့ရဲ့အပေးရလေအနေအရန်များတာပဲဒီကောင်သူကဖြာလုတ်တယ်ပြောတာဖြာရက်တယ်ပြောတယ်ဘယ်လိုရက်မလဲမသိကျွန်တော်ထက်ဒီကောင်လေးကိုလေဖြာပြမော့အိမ်အမိုးကလုံမယ်ဆိုရှယ်ဖြစ်မှာနော်ဒီတစ်ခွန်းတစ်ခုဆက်ပြီးတော့လေထပ်ပြီးတော့မှာဟိုမှာပေါ့အာရအပရိုဒီလိုထိုက်တယ်နော်အဲ့လိုထိုက်တော့ဟမ်းမှာအဲ့လိုထပ်ပါရင်တော့ခေါင်းမိုးတောင်လုပ်လို့ရမယ်နော်ခေါင်းမိုးလို့တစ်ခုပေါ့နော်ကိုစိတ်ကူးပေါက်ရဖန်တီးမယ်ဆိုတော့ရနိုင်မယ်တော့ထူရဒီပါရမိုက်တယ်ပေါ့ဒီရွက်ကဒီလိုပင်မျိုးတာအများကြီးရှိတော့ရှယ်ပဲကုန်ချမ်းတွေပါတစ်ခုထုတ်လို့ရဒီပင်ကတဘာဝပေါက်တာလားတော့စိုက်ထားရလားဩဒီကွန်တီးပေတွေလည်းအိမ်အတွက်လေကြမ်းခင်းလုပ်လို့ရတော့မြော့ရှိတယ်တဲ့မြော့ကြောက်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာရေဘယ်လောက်များမလဲမသိဘူးကျွန်တော်ဒီပုံစံပဲဖြစ်တော့မယ်ခြေထောက်တွေဘောင်းမီတွေလိမ့်မတင်တော့နော်ဒီထဲမှာသွားလိုက်တော့မယ်ညော့ရှိတယ်တဲ့နည်းနည်းတော့ကြောက်တယ်စက်သိမ်းတော့ထားတယ်ညော့ရေမကြိုက်ပါနဲ့ဝါတကယ်အလားတော့တော့ဘာစစ်ပေါ့ကွာရေလည်းဖြတ်မယ်ကုန်းလည်းဖြတ်မယ်ချောတယ်နော်ဂီးဆိုင်ပါရေပေါ်သည်တဲ့ဆက်မယ်ဟာပေါ်တယ်ရေပေါ်သည်ဟေးချောအေးကိတ်ချောလဲမယ်ဒီဆိုင်မယ်တောတဘာဝစစ်ကိုခံစားနေတဲ့ကိုဟန်ရီရဲ့ကင်မရာမန်တွေကတော့နေကန်နေနဲ့ကိုဟန်ရီနောက်ကိုအမိလိုက်နိုင်ဘူးရည်သေးဖြင်နေအတော်ကိုရုန်းကန်နေရတဲ့နေပဲဖြစ်ပါတယ်
တွင်းနေပါအဓိကဟမ်ရခရုရှိလားဟုတ်လားဒီကညောစအသေးတွေပဲတွေ့တယ်အသေးတီးခရုအတီးတေတဲ့ဟာပဲတွေ့တယ်အဲ့လိုလောက်ရတာလားခရုလားငါးလားကွာဟာငါးထောက်လေပါငါးထောက်လေအော်ဂိုက်ထောင်ငါမများချင်းနဲ့ဂိုက်ထောင်တာအတီနဲ့ခဏလေးနော်ဝေါမငါမိတယ်တဲ့ငါမိတယ်။အော်ငရက်တကောင်မိတယ်ငရက်ဟုတ်တယ်နော်။တော့ဝေါငါတကောင်မိတယ်ငရက်အော်ဝူငရက်တကောင်မိတယ်ခင်ဗျာဂိုက်ထောင်တာပေါ့နော်ဒါဂိုက်ထောင်လည်းခေါ်တယ်နော်ဂိုက်ထောင်တယ်ဟောကျွန်တော်ငရက်တကောင်မိတယ်ခင်ဗျာအခုမှဒီလူငယ်လေးကထပ်ပြီးတော့ထောင်းနေတာပေါ့နော်ကလေးလေးကအဲ့တော့ကျွန်တော်နည်းနည်းဖြုတ်မယ်ဘယ်လိုဖြုတ်ရမလဲနည်းနည်းစမ်းကြည့်မယ်ပြန်လွတ်တော့မှလည်းကြောက်ရတယ်မလွတ်ဖြုတ်တယ်နော်အော်ဂျိတ်ကကြီးပဲဟာကြီးပဲဂျိတ်ကဟိုအောက်ထိရောက်ဖြုတ်တိုင်းတော့ပါသွားမှလည်းကြောက်ဘယ်လိုဖြုတ်လဲမသိအဲ့တော့ကျွန်တော်ပလိုက်နဲ့ထဲတာအဲ့ဒါဘယ်လိုဖြုတ်လဲဖြုတ်တော့သူပါဇက်ကဟိုအောက်ထိရောက်ဟမ်အော်ဟိုမှာလည်းတစ်ကောင်ရတယ်ခါသူ့ကဖြုတ်ခံနေတော့နောက်ဖြုတ်ပြီပါလွတ်သွားမှကြောက်လို့โอเคမနော်ငရကဲငရတကောင်ရပါပြီကျွန်တော်ဟိုဘက်မှာတကောင်ထပ်မိတယ်တဲ့သွားကြည့်မယ်နော်ဟိုမှာတကောင်ထပ်မိတယ် ဂိုက်ထောင်တာကတော့ကျွန်တော်တို့တွေ့ခဲ့တဲ့လောက်ခက်ခဲမဟုတ်ပါဘူးဝချမ်းများလေးတစ်ချောင်းမှာငါးများကျိုးနဲ့ချိတ်မှာတီကောင်ကိုချိတ်ပြီးတော့ရေထဲမှာထားခဲ့တာပါပဲအချိန်တန်လာဟတ်တဲ့အချိန်မှာတော့အစင်နဲ့ဝချမ်းများလေးကိုယူလိုက်တာနဲ့ငရက်တစ်ကောင်ပါလာပါတော့တယ်
နေကန်ဒီပြောကြားချက်အရာတော့မိနစ်20လောက်နဲ့ငရဲတစ်ကောင်လောက်မိတက်တာကြောင့်ဒီနေရာဟာငရဲနေချက်စားတတ်ပြီးပေါ်ပေါ်များများရှိတယ်လို့ယူဆလို့ရပါတယ်ကဲနောက်တစ်ကောင်ထားရပြန်ပြီခင်ဗျာထားရသွားပြန်ပြီငါမိုက်တယ်ကွာငါပေါ်တယ်ခင်ဗျာဆိုပြချင်တယ်ဒီဘက်ရောက်တော့စိတ်ပြောင်းသွားတနေရတော့မတူဘူးနော်ဒီဘက်ကတော့များတယ်ဟိုဘက်ကျတော့ကုန်းကြလို့လားမသိဘူးအရှင်းထောင်တဲ့ဘက်ကလေဒီဘက်ကျတော့ねသွားတယ်သွားယူထမ်းအဲ့ကြိုက်တယ်လားကြိုက်တယ်ဟာအပုတ်တော့ကြိုက်တယ်ဟာငါကြိုက်ခံကြိုက်တယ်ကွာအားရှိတယ်ဟုတ်အတွင်းလုံးဒီမှာတကောင်ထမ်းပေးရတယ်ခင်ဗျာဆိုရင်ပေါင်း3ကောင်ရောက်သွားပြီခင်ဗျာပေါင်း3ကောင်ကြိုက်ထောင်တာ3ကောင်ရောက်ပြီတော်ဟုတ်ပါစတဲ့အောင်လေးရောက်တော့တွားလည်းထက်တယ်မှာဟိုနေမရနေပဲနော်ကိုဟန်ရီတယောက်မနေ့ကရုံကန်ကန်နဲ့ထောင်ထားတဲ့ငရှင်းတွေမရပြီပဲဒီအချိန်မှာတော့နေကန်လေးတွေအကူအညီနဲ့နေရနေကိုတကောင်ပြီးတကောင်တိမ့်ပိုက်ယူရင်းနဲ့ညစာစားဖို့အတွက်ပျော်နေပါတော့လေငါရတယ်ခင်ဗျာဂိုက်ထောင်တာငါရတယ်တီနဲ့ဂိုက်ထောင်တယ်ဒီရွက်ကဘာလုပ်ဖို့လဲကနားအပေါ်တက်မှာဆိုလို့ထည့်နော်နေကန်လေးတင်ကြမှုနဲ့ကိုဟန်ရီတယောက်ခနန်းကုန်ကိုစတင်ကြိုးစားခဲ့ပါတယ်ပထမတစ်ချိန်မှာကြည့်ခဲ့ပါဦးဒုတိယတစ်ချိန်မှာလည်းထပ်မံကြာဆုံးခဲ့ပါတယ်ဒီလိုနဲ့ကိုဟန်ရီတယောက်မဆုံးမနစ်ဆက်လက်ကြိုးစားချိန်မှာတော့ငှက်ပစ်တယ်လို့ပဲထပ်မံကြုံတွေ့ခဲ့ရပါတယ်နန်းကော်တာကိုလက်လျှော့လိုက်တဲ့ကိုနှစ်ကောင်လားအိမ်ပြန်လက်ဆောင်နေနဲ့ဖြူလေးတွေကောက်ခဲ့ပါညားလာပြီငါလေးခါစားရပြီကကျွန်တော်တို့3-4ယောက်5ယောက်တော့โอเคဒီ
ဘောကြီးတက်တာလေး ဟိုနာအားရှိမယ်အားပါရှိပါကြည့်ရအောင်စလုံးတတိလေးပါမရှင်းနေရတော့မရှင်းဘူးပါရှင်းရတော့ဟုတ် ဘယ်ရင်ထောက်ပြီးပြန်လာတဲ့လမ်းမှာသူငါ့အိမ်ကမင်္ဂလာကိုတွေ့လာတယ်။ကိုဟန်ရီတယောက်မထိန်နိုင်ပဲတစ်ပင်ဝင်တက်ပြီးအချိုသေးခဲ့ပါသေးတယ်။ဟုတ်ပါလား။အမလေးဟဲ့နာလား။ဘာဟုတ်ပါ့။ဟဲ့ကြောက်လို့ Tell them so. What? Okay. Oh. Ngon khua. Đáp luôn ba. Yeah, for you. Ngô Lý nè, để khu này giống như chị mà đó. Cô hắn đi đi ạ. Phơi ra thì ăn được chết rồi, biến sinh mà đó đấy. Phải nó lại là Yu Zhang Yang này nó lại là. Hậu để mình biểu à. Đi nè rồi, cô hắn đi season ထားတဲ့ menu ကတော့အရှင်းနဲ့ငရေကိုစီပြန်လေးချက်ပါမယ်။ခယူလေးကိုတုတ်စားပြီးတော့နေကနေလက်ဆောင်ပေးလိုက်တဲ့ကလေးလေးကိုကြော်စားမှာပဲဖြစ်ပါတယ်။ဒီကြပါကိုဟန်ရီလမ်းမှာခူလာတဲ့အတိုးမြုပ်လေးတွေပါလာပေါ့ခင်ဗျာ။ကဲကျွန်တော်တို့ကိုဟန်ရီရဲ့အလုပ်ရှုပ်နေတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင်ခင်ဗျာ။ 哎呦！
ရဒီမောက်တော့လိုက်ပါဝါကျေပဲကောင်းပါပြီကနန်းကျော်ခယူပြုတ်ရဲ့ငါကျော်နဲ့လေးမျိုးလေးပေါ့နော်ခြေကန်းချက်လေးပေါ့ရှယ်ဖြစ်သွားရင်ငရှင်းနဲ့ရောဟုတ်တယ်ငရှင်းနဲ့ရောချက်ဆိုရင်ကျွန်တော်ထမင်းသွားစားမယ်နော်အားစီပြန်မိုက်တယ်ငရှင်းငမွေတို့ငရမ်းငရှင်းရှင်းစားမယ်ကောင်းဘောက်ချက်ဘောက်ကောင်းမိုက်ဒါခိုးရသည်တော်တော်နေညဟိုတောက်တာနေတော့ဒီနေ့ကိုဟန်ရီတို့ဖွဲ့သားလေးခြုံသွေးခဲ့တာကတော့ရိုးရှင်းတဲ့လူမျိုးဘွားပဲဖြစ်ပါတယ်နေကန်ကြီးရဲ့တနေ့တာလူမျိုးဘွားနဲ့အဖိုးမဖြစ်နိုင်တဲ့အတွေ့အကြုံကောင်းတွေရရှိခဲ့ပါလေ။ရှင်းရတော့ခုမှပြီးပါ။ခွေ။အနေငယ်ခက်ခဲကြမ်းတမ်းပေမဲ့ကိုဟန်ရီတို့ဖွဲ့ထားတယ်အကောင်းဆုံးရုံးကန်နိုင်ခဲ့ပါလေ။နောက်ပိုင်းမှာတော့ကုန်းကလေးကျွေးရရင်စိုက်ပျိုးရေးအကြောင်းကိုတွားရောက်လေ့လာကြမယ်ပြီးတခြားတော့အတွေ့အကြုံတွေလည်းဝင်မြတော့မှာလို့ကျွန်တော်တို့ channel လေးကိုစောင့်ကြည့်ပေးကြပါဦး